မိနစ်ပိုင်းတွင်လူအသက်ကိုနှုတ်ယူနိုင်တဲ့ Blue Ring Octopus ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကရန်ကုန်မြို့ပင်လယ်စာဈေးကွက်တနေရာမှာရောင်းချနေတဲ့ပင်လယ်စာတွေထဲမှာအစိတ်ရှိတဲ့အပြာရောင်ကွင်းရေပွဲ Blue Ring Octopus တကောင်ရောနှောပါဝင်သွားတယ်။ဒီအဖြစ်ကိုကြုံရတဲ့သူကအပြာရောင်ကွင်းရေပွဲမှာအစိတ်ရှိမှန်းသိတဲ့အတွက်မစားပဲဆွန့်ပစ်လိုက်တယ်ဆိုတာကိုဆိုရှယ်မီဒီယာမှာတွေ့လိုက်ရတယ်။အကောင့်သေးအစင်းလာပေမဲ့စားလိုက်မိရင်လူအသက်ကိုသေဆုံးစေတဲ့အထိအစိတ်ပြင်းတဲ့အပြာရောင်ကွင်းရေပွဲအကြောင်းကို Healthy Notes by Dr. Z Channel ကတင်ဆက်ပေးခြင်းပါတယ်။ Blue Ring Octopus အပြာရောင်ကွင်းရေပွဲတွေဟာကမ္ဘာအစိတ်အပြင်းဆုံးရေနေတတ္တဝါတွေထဲမှာတစ်မျိုးအပါဝင်ဖြစ်ပြီးလူကိုသေစေနိုင်တဲ့စွမ်းအားဖြင့် neurotoxin နဲ့ tetrodotoxin ပါဝင်တာကြောင့်လူသားတွေအတွက်အန္တရာယ်အလွန်များပါတယ်။သူ့အစိတ်ဟာအိမ်သုံးပိုးသက်ဆေးတစ်မျိုးဖြစ်တဲ့ cyanide ထက်အဆပေါင်း1000မကပြင်းထန်တယ်လို့မှတ်တမ်းတွေထဲမှာတွေ့ရပါတယ်။အပြောင်ကွင်းရေပွဲ Blue Ring Octopus လေးတွေရဲ့အရွယ်အစားဟာ golf ဘောလုံးတစ်လုံးစာလောက်သာရှိပေမဲ့အရွယ်ရောက်ပြီးသားလူ26ဦးကိုမိနစ်ပိုင်းအတွင်းတက်ပစ်ဖို့လုံလောက်တဲ့အစိတ်ပမာဏကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။သူတို့ရဲ့ neurotoxin, tetrodotoxin အာရုံကြောအစိတ်ကဖြည့်ဆေးမရှိသေးပါဘူး။သူတို့အစိတ်ကငပူတင်းတွေရဲ့အစိတ် tetrodotoxin နဲ့မွေဟောက်ကဲ့သို့မွေမျိုးစားတွေရဲ့အစိတ် neurotoxin ကိုရောထားတာပါ။ ပရိုတိန်းအခြေခံတဲ့အစိတ်မဟုတ်တာမို့မီးပူပေးပြီးချက်ရင်တောင်အစိတ်ကဓာတ်ပြေမသွားနိုင်ပါဘူး။အပြာရောင်ကွင်းရေပွဲကိုစားမိတာနဲ့မိနစ်ပိုင်းလေးအတွင်းမှာတင်အာရုံကြောတွေဆိုင်းသွားတတ်ပါတယ်။အဲ့ဒီနောက်မှာတော့ကိုရင်းအင်္ဂါတွေပါအလုံးမလုံးတော့ပါဘူး။စားမိတာနဲ့အသက်အန္တရာယ်ထိခိုက်ဖို့ကရာနှုန်းပြပါပဲ။ဒါကြောင့်ရေပွဲဝယ်ရင်အပြာရောင်ကွင်းလေးတွေအများကြီးပါသလားဆိုတာကိုတည်တည်ချာချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။မတော်လို့အပြာရောင်ကွင်းရေပွဲပါလာခဲ့ရင်လက်နဲ့ထားရိုက်မကင်ပဲစနစ်တကျစွန့်ပစ်ဖို့လိုပါတယ်။သူနဲ့ထိတွေ့ထားတဲ့တခြားရေပွဲပြည်ကြီးငါးတွေရှိရင်လည်းမစားသင့်ပါဘူး။ပုံမှန်ဈေးကွက်ထဲမှာအတွေ့များတဲ့အစိတ်မရှိရေပွဲကိုတချို့ကBlue Ring Octopus ဆိုပြီးတော့အထင်လွဲတတ်ကြပါတယ်တကယ်ကရေပွဲတော်တော်များများမှာမတူညီတဲ့အယောင်ပါတဲ့ခွင်းနှစ်ခွင်းပါရှိတတ်ကြပါတယ်အဲ့ဒါကိုမျက်စိအတု false eyes လို့ခေါ်ပြီးတော့ false eyes တွေကိုတားရဲတွေကိုလှည့်ပြားတဲ့နေရာမှာသုံးကြတာပါအဲ့ဒီလိုအကွင်းနှစ်ကွင်းသာပါတဲ့ရေပွဲကအစိတ်မရှိပါဘူးအစိတ်ရှိတဲ့ Blue Ring Octopus တွေကတော့အပြာကွင်းပေါင်းများစွာပါရှိပြီးအရွယ်အစားကလည်းအလွန်သေးငယ်ပါတယ်အဲ့ဒီလိုနည်းနဲ့အစိတ်မရှိတဲ့ရေပွဲရဲ့အစိတ်ရှိတဲ့အပြာရောင်ကွင်းရေပွဲကိုခွဲခြားလို့ရပါတယ်။ဒါအပြင်ရေပွဲမျိုးစိတ်အများစုရဲ့လက်တံဟာ8ချောင်းပါလေးရှိပါတယ်။အစိတ်မရှိတဲ့ရေပွဲရောအစိတ်ရှိတဲ့ Blue Ring Octopus ရေပွဲရဲ့လက်တံအရေအတွက်ကရော8ချောင်းချင်းတူညီပါတယ်။ဆိုရှယ်မီဒီယာက comment တချို့မှာတွေ့ရတဲ့လက်တံ8ချောင်းပါတဲ့ရေပွဲကအစိတ်မရှိဘူးလက်တံ9ချောင်းပါတဲ့ရေပွဲကအစိတ်ရှိတယ်ဆိုတဲ့ခွဲခြားနည်းကလက်တွေမှာအလုံးမဖြစ်ဘူးလို့လည်းပြောနိုင်ပါတယ်Blue Ring Octopus လေးတွေဟာ Pacific နဲ့အိန္ဒိယသမုဒ္ဒရာတို့မှာကျက်စားနေထိုင်ကြပြီးအထူးသဖြင့် Australia, Indonesia, Philippines, Japan နဲ့ထိုင်းနိုင်ငံတစ်ဝိုက်မှာတွေ့ရလေ့ရှိပါတယ်။ရှားပါတဲ့ရေပွဲမျိုးဖြစ်ပြီးတော့တန်နာကြောက်တန်းတွေပင်လယ်ကမ်းခြေတဲတောင်ပြင်တွေမှာနေထိုင်လေးရှိပြီးကြောက်တုံးတွေခရုကွန်နေကြမှာပုံးခိုနေလေးရှိပါတယ်။ညဘက်ရောက်ရင်တော့သူတို့ရဲ့သားကောင်တွေဖြစ်တဲ့ငါးပစွန်ကနန်းတေးသေးလေးတွေကိုအမဲလိုက်ထွက်တတ်ကြပါတယ်။သူတို့ဟာအန်နီယယ်နဲ့ရင်ဆိုင်ရတဲ့အခါမှာပြေးဖို့မလွယ်ကူတော့ရင်ချင်းကြောက်ခံနေရပြီလို့ယူဆပြီးဆိုရင်တော့အစိတ်မထုတ်လို့ခင်မှာသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအပြာရောင်ကွင်းလေးတွေဟာတောက်ပလာလေးရှိပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာအစိတ်တွေကိုထုတ်လွှတ်လိုက်ပါတယ်။သူတို့ရဲ့ကြိုက်ရာအလွန်သေးငယ်ပြီးနာကျင်မှုမရှိတာကြောင့်လူသားများအကြိုက်ခံရတဲ့အခါမှာတိတ်ပြီးသတိမထားမိတတ်ကြပါဘူး။တချို့ဆိုအစိတ်ရှိမှန်းကိုလည်းမသိကြပါဘူး။ဒါပေမဲ့တိတ်မကြခင်မှာအစိတ်သိမှုလက္ခဏာတွေဖြစ်တဲ့ပြို့အန်ခြင်းအသက်ရှူလမ်းကြောင်းပိတ်ခြင်းနှလုံးခုန်ရက်ခြင်းပြင်းထန်စွာတက်ခြင်းအမြင်အာရုံကွယ်ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒီလက္ခဏာတွေခံစားလာရပြီဆိုရင်အလင်းအမြန်ဆေးကုသမှုခံယူဖို့လိုပါတယ်။ဆေးကုသခွင့်မရဘူးဆိုရင်မိနစ်ပိုင်းတွင်သေဆုံးသည့်အထိဖြစ်စေနိုင်တယ်လို့သုတေသနပညာရှင်တွေကအဆိုပြုထားပါတယ်။စားမိရင်ပဲဖြစ်ဖြစ်၊ကြိုင်မိရင်ပဲဖြစ်ဖြစ်၊ကြိုက်ခံရရင်ပဲဖြစ်ဖြစ်အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ Blue Ring Octopus လေးတွေအကြောင်းများများသိထားလေ။လူများရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်တာမို့ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပေးပါအောင်နော်။ဒီလို update ဖြစ်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ကျန်းမာရေးဆိုင်ရာအကြောင်းအရာလေးတွေကိုထပ်မံ
ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Healthy Notes by Dr. Z Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်တခြားအသည့်လိုတဲ့အကြောင်းအရာတွေရှိရင်လည်း comment ကနေတဆင့်ပြောထားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်